အကြမ်းဖက်မင်းအောင်လှိုင်သမ္မတဖြစ်လာခြင်းကိုအထိမ့်မဲ့ဖြစ်တနိုင်ငံလုံးမှာလမ်းလျှောက်တကြံပွဲတော်တွေနဲ့စီစီကားကားနှစ်သစ်ကူးဖို့ညွှန်ကြားထားကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေထံကသတင်းရရှိပါတယ်။အကြမ်းဖက်မင်းအောင်လှိုင်ကတကြံကာလပွဲတော်တွေကိုတနိုင်ငံလုံးအတိုင်းအတာနဲ့စီကားတိုင်းမြိုက်စွာကျင်းပဖို့ညွှန်ကြားထားပြီးလောင်စာသီချွေတာနိုင်ရန်အတွက်လမ်းလျှောက်တကြံပွဲတွေကိုအဓိကထားကျင်းပရန်နဲ့ရိုးရာတကြံအလှပြပွဲတွေကိုလည်းထည့်သွင်းကျင်းပရန်စီစဉ်ထားပါတယ်။ဒါ့အပြင်သမ္မတအိမ်တော်မှာလည်းတကြံပွဲတော်ကျင်းပဖို့စီစဉ်ထားပြီးအဲ့ဒီပွဲမှာရုပ်ရှင်ဂီတသပင်အမှုပညာရှင်တွေပါဝင်တက်ရောက်ဖို့စီစဉ်ထားသလိုဒီဘက်ကအမှုပညာအဖွဲ့တွေကိုပါဖိတ်ကြားထားကြောင်းသိရှိရပါတယ်။လက်တလုံးမှာရန်ကုန်မန္တလေးနဲ့နေပြည်တော်တို့မှာလမ်းလျှောက်တကြံပွဲတော်တွေကိုစီစဉ်နေပြီးစစ်တပ်ဝါဒဖြန့်ရုပ်သံလိုင်းများကလည်းအဲ့ဒီပွဲတော်တွေကိုဓာတ်ရိုက်ထုတ်လွှင့်သွားမှာလို့ကြေညာထားပါတယ်။ဧပြီလ23ရက်နေ့တကြံအကျိုးနေ့ကနေစတင်ကဧပြီလ16ရက်နေ့တကြံအတက်နေ့ထိဗဟိုမန်းတပ်ဖွင့်ပွဲနဲ့ပိတ်ပွဲအခမ်းအနားတွေကိုနေ့စဉ်ဓာတ်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။တစ်ဖက်မှာလည်းတကြံပွဲတော်တွေစီကားစေဖို့အတွက်စီးပွားရေးလုပ်ငန်းရှင်တွေကိုပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ထားပြီးသဒုဒေတာကျွေးမွေးမှုများအတွက်အလူငွေများထည့်ဝင်ရန်တာဝန်ပေးထားသလိုရန်ကုန်မန္တလေးနဲ့နေပြည်တော်တို့မှာရှိတဲ့ဗဟိုမန်းတပ်တွေမှာစီးပွားရေးကုမ္ပဏီတွေကနေ့စဉ်သဒုဒေတာကျွေးမွေးမှုများပြုလုပ်ရန်စီစဉ်ထားပါတယ်။ဒါကြောင့်အကြမ်းဖက်မင်းအောင်လှိုင်သမ္မတဖြစ်လာခြင်းကိုအခြေခံပြီးတကြံပွဲတော်တွေကိုနိုင်ငံအဝန်းစီကားစေရန်အစိုးရဘက်ကအပြင်းထန်စီမံဆောင်ရွက်နေကြောင်းသတင်းရရှိပါရခင်ဗျာ။